ကျွန်မလေးဆို YouTube channel ကိုကြည့်ရှုအားပေးနေကြတဲ့အားဆောင်မလားရှင်ပရိသတ်များအားလုံးပဲမြင်လာပါခင်ဗျာဒီနေ့ဇွန်လ29ရက်နေ့မှာတော့မြန်မာ National League ပွဲစဉ်15ပြည့် AR United တင်တဲ့ Gold Star United တင်တော့ကတော့ကြာခင်ချိန်ဒီမှာတန်လင်းမျိုးတရက်ဒီပါအားဆောင်ခွင့်မှာတော့ရှင်မဲ့ကစားတော့ကြတော့မှာလည်းဖြစ်ပါတယ်သူငိုတွေကိုခွင့်ပြုပေးခဲ့ရပြီးတော့အရှုံးမတွေ့ခဲ့တဲ့ Gold Star တင်ဒီမှာတော့အဲ့အမှားယွင်းနေကိုတော့ဖြစ်မနေပြည်လဲပြင်ဆင်မှုလိုအပ်နေကြရလည်းဖြစ်ပါတယ်ဝီယန်လင်းသူတက်ဆိုတိုက်ကနေပြီးထားတယ်ဆော်လမန်လိုက်နေမှာဆော်လမန်ကန်နေAR United ရဲ့ခံစစ်နဲ့ကိုသမားပထမထားတဲ့ရလည်မှုလွဲမှုကနေဆော်လမန်အခွင့်ရောက်ဖို့တော့ကြိုးစားခဲ့ရလည်းဖြစ်ပါတယ်ရုပ်ပေးရတဲ့မိုးဆွေလိုက်ဒီလင်းဆော်လမန်ဒီရတဲ့မှာပဲဆော်လမန်ရလာပြီလက်ကန်နေဒီချိန်မှာလဲဆိုဝါကာဆော်လမန်ရဲ့ခွင့်ရကိုတော့ထပ်မံတားဆီးနိုင်ခဲ့ရလည်းဖြစ်ပါတယ်ကွန်စားတင်ရလာပြန်ပြီတော့ရှေ့လူနေတယ်ဗျရင်ဖြူရတယ်မမောင်ဝင်းရုပ်ပေးရတဲ့မိုးဆွေချက်ပြခောက်ပြီးတော့တင်မောလှမ်းပေးတာများဒါပေမဲ့လေရလာပြီဆော်လမန်ပဲဆော်လမန်ကန်နေဝယ်စာတွေက AR United ရဲ့ခံစစ်ကိုတောက်လျှောက်ချိန်ချောင်းနေခဲ့တဲ့ဆော်လမန် DJ မှာတော့သူ့ရဲ့သွင်းကိုတကုန်းနဲ့ဒီကုန်း Star United တင်တော့ဦးဆောင်ကိုရှာဖွေပေးသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်ဝယ်စာမှာသူ့ရဲ့ကန်သွင်းချက်နှစ်ကြိမ်ကိုပြင်မဲ့တဲ့ကိုသမားဆိုးဝါကတားဆီးနိုင်ခဲ့ပေမဲ့လည်း DJ မှာတော့ဆော်လမန်ရဲ့သွင်းကိုဆိုတော့ဘလို့မှတားဆီးနိုင်ခြင်းမရှိတော့ဘဲနဲ့ပြန်ပြန်တင်းကိုတော့ဥဆောင်ကိုခွင့်ပြုပေးခဲ့ရပြီလည်းဖြစ်ပါတယ်ပြီးခဲ့တဲ့ရှယ်နယ်တင်းနဲ့ပွဲစဉ်မှာလည်းဂုံစတာတင်းတော့ခြေပါကိုသွင်းယူပေးရတဲ့ဆော်လမန်ဒီနေ့ပွဲစဉ်မှာလည်းတင်းတော့ဥဆောင်ကိုတကိုးတော့ဆော်လမန်ဒီခုလိုပဲသွင်းယူပေးသွားနိုင်ခဲ့ရလည်းဖြစ်ပါတယ်ဆော်လမန်ကိုထိန်းချုပ်ဖို့ခက်ခဲနေခဲ့တဲ့ AR နဲ့တင်းခန်းစစ်ဒီချိန်မှာလည်းဘလို့မှထိန်းချုပ်နိုင်ခြင်းမရှိခဲ့ဘဲနဲ့ဒီခုလိုမျိုးပဲဆော်လမန်ရဲ့တကိုးတော့ဆွမ်းနဲ့တင်ယူတဲ့တွန်းကိုတကိုတော့ခွင့်ပြုပေးခဲ့ရလည်းဖြစ်ပါတယ်။အဲကြောင့်မို့ပွဲစားချိန်20မိနစ်ရောက်မှာတော့ဒီကုန်းစတာတင်ရဲ့တွန်းကိုတကိုနဲ့ပွဲရတော့စတင်ပြီးတော့လှုပ်ခတ်လာခဲ့ပြီလည်းဖြစ်ပါတယ်။တိတ်တန်ရော်ကနေပေးထားတယ်။ကောက်တိုက်တယ်။ဒီညနေကစားတော့ဖို့လိုအပ်နေရလည်းဖြစ်ပါတယ်။ထပ်ပြိုးဝေးရလာပြီလေကိုထည့်ထားတယ်မိုးဆွေရလာပြီမဲ့မိုးဆွေပဲကျုပ်ပေးထားတယ်ထပ်ပြိုးဝေးကြောက်ခောက်တယ်ထပ်ပြိုးဝေးပဲရှာတော့တည်းထပ်ပြိုးဝေးလက်ကန်နေလိုက်နေမြရော်တင်မဲပနေရတဲ့ကနေပေးထားတဲ့ကောက်တိုက်တယ်ဟိုကနေပေးထားတယ်ကောက်တိုက်တယ်ချက်ထိန်နာမြမိုးဆွေပဲမမောင်ဝင်းကိုပြပေးထားတယ်မမောင်ဝင်းလက်ကနေဆော်လမန်တယောက်ကြော်တယ်ဆော်လမန်ပဲဒီမှာလဲ AR United ရဲ့ခက်စစ်ပြန်လဲရှင်းထုတ်ထားနိုင်ခဲ့တယ်မှတ်တယ်မလဲဂိုးစားတဲ့ရလာပြီထိုးတဲ့ AR ပေးထားတဲ့ကောက်တိုက်တယ်ဆော်လမန်ရဲ့ United ရဲ့ခက်စစ်ကိုထုတ်ကပေးနေမှုတော့ကြက်တက်သွားခြင်းမရှိသေးပဲ DJ မှာလဲထရွန်တဲ့ရဲ့ကောင်းမွန်တဲ့ဖြစ်တဲ့ပြမှုကိုဆော်လမန်မောင်မရှိကောင်းတိုက်အဆုံးတတ်နိုင်ခဲ့ရလဲဖြစ်ပါတယ်ပွဲစားတွေကဆော်လမန်ရဲ့ခြေစွမ်းတွေကိုထိချုပ်မှုရုန်းကန်နေရတဲ့ United ခက်စစ် DJ မှာလဲထွန်းတဲ့ရဲ့ပြဖို့မှုကိုဆော်လမန်ရနေတဲ့ခက်တဲ့ကစားမတွေကြားပဲချိန်သားကိုက်ကောင်းမှုဆုံးအဆုံးသတ်သွားနိုင်ခဲ့ရလဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီပွဲစဉ်မှာဆော်လမန်ရဲ့သွင်းကိုတကိုးနဲ့ရတော့ဒီကုန်းစတာတင်ပွဲကိုတော့နှစ်ကိုပြတ်ဆိုရရလက်နဲ့စတင်ပြီးတော့ဥဆောင်သွားနိုင်ခဲ့ပြီလဲဖြစ်ပါတယ်ဒါအပြင်ဒီသွင်းကိုဖန်တီးပေးခဲ့တဲ့ထွန်းတဲ့တင်းဒီကုန်းစတာတင်ကိုတောင်းရွှေလာခဲ့ပြီးချင်းပဲသူ့ရဲ့ပထမဆုံးဂိုးပေါဝင်ပတ်သက်မှုတော့ဒီနေ့ပွဲစဉ်မှာဆော်လမန်ရဲ့သွင်းကိုဖန်တီးပေးပြီးတော့ရရှိသွားခဲ့ရလည်းဖြစ်ပါတယ်မိုးဆွေကနေပေးထားတယ်ကောင်းတိုက်တယ်ဒီချိန်မှာတော့ AR United ရဲ့ခက်စစ်စားမတွေကိုစီပေါ်ကနေပဲဂုံစားတင်ရဲ့ကောင်းတိုက်သွင်းကိုတော့ခွင့်မပေးခဲ့အောင်တော့ပြန်လဲရှင်းထုတ်သွားနိုင်ခဲ့ရလည်းဖြစ်ပါတယ်အောင်တီကဟိုတော့တူဝါရောင်းရင်နှစ်ယောက်လုံးကြော်လိုက်အောင်တီကထပ်ကြော်တယ်အောင်တီကလည်းကန်နေရွေးမြဥဆောင်ကိုတော့သွင်းသွားနိုင်ခဲ့ရလည်းဖြစ်ပါတယ်အလေဝင်လာတဲ့အောင်တီဟာပဲအော်ဒီကလည်းကံမြန်ပြီရော်ဒီကတော့ဒီနေ့မှာအရင်နေခဲ့မယ်ဆိုရင်တော့ပရိုတင်းနေနဲ့15ပွဲကစားပြီးချိန်မှာရမန်16မှတ်နဲ့ရတော့မဗီဇာရဲ့အဆင့်8နေရာမှာကျက်တီနေပါဖြစ်ပါတယ်သူတို့ရဲ့အောက်ကရခိုင်နယ်အသင်းကဒီဘက်ပွဲစဉ်မှာရှယ်နယ်အသင်းရဲ့ကပွဲစဉ်တွေကြောင့်ပွဲစဉ်ရွှေ့ဆိုင်းထားခဲ့တာမို့လို့ရခိုင်နယ်အသင်းဒီဘက်မှာပွဲကစားဖို့မရှိနေခဲ့တာကြောင့်တော့ရခိုင်နယ်အသင်း
ဒီပွဲစဉ်မှာအရင်နေ့ခဲ့မယ်ဆိုရင်တော့မပီးစက်အရှိနေရမှာပဲဆက်လက်ရက်တည်နေနိုင်မှာလည်းဖြစ်ပါတယ်ရှုပ်ပေးတယ်မြဝီရထုဘယ်ချမ်းနေဘောလုံးရလာပြီဝီရထုထုံးတင်နေစတွေ့နေပနေအေးရဲဝင်လာတယ်ဝီရထုမတောက်လျှောက်ပဲဝီရထုလက်ကန်နေဒီပွဲစဉ်မှာတွင်ကိုငကိုဒီတွင်ကိုထားနိုင်ခဲ့တဲ့ဆော်လမန်ရဲ့တွင်ကိုတွေကြောင့်ဒီကိုစတာတင်ဒီနေ့မှာတော့နိုင်ဝေးရဖို့တော့တော်လေးအခွင့်အလမ်းများနေခဲ့ပြီဖြစ်ပါတယ်ဆော်လမန်ရဲ့တွင်ကိုငကိုနဲ့ကုံစတာတင်ဒီနေ့ပွဲစဉ်မှာတော့နိုင်ပွဲပြန်လဲရှာဖွေနိုင်ခဲ့ပြီလေဖြစ်ပါတယ်ပြီးခဲ့တဲ့ပွဲစဉ်မှာရှယ်ယူနိုက်တက်အသင်းကို3ဂိုးနဲ့အရေးနေခဲ့တဲ့ဒီကုံစတာတင်ဒီနေ့ပွဲစဉ်မှာတော့2ဂိုးပြတ်ဆိုတဲ့ရလန်းနဲ့နိုင်ပွဲပြည့်ယူပြီးတော့နောက်စားခဲ့တဲ့၄ပွဲမှာတော့ဒုတိယမြောက်နိုင်ပွဲဒီကုံစတာတင်ရခဲ့ပြီလေဖြစ်ပါတယ်ပြန်မဲ့ AU နဲ့အတင်းကတော့နီကဆုံပွဲစဉ်မှာ3ဂိုးနဲ့နိုင်ခဲ့ပြီးမှတော့ဒီနေ့ပွဲစဉ်မှာတော့ဒီကုံစတာတင်ကို2ဂိုးပြတ်ဆိုတဲ့ရလန်းနဲ့ပြန်လဲရင်းနှိပ်ထားခဲ့ရပြီးသူတို့ရဲ့ပုံစံကောင်းတစ်ခုပြန်လဲရက်တန့်သွားခဲ့လို့ဆိုရမှာဖြစ်ပါတယ်ဒီနေ့ပွဲစဉ်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့Reader Channel နဲ့ပြုံးလေး Sport UC Channel ကနေကြည့်ရှုအားပေးခဲ့ကြတဲ့အားဆောင်မလို့ရှိပရိသတ်များအားလုံးပဲကျေးဇူးအထူးပဲတင်ရှိပါတယ်ကျွန်တော်တို့ရဲ့ဒီနေ့တိုက်ရိုက်အထုံးနဲ့တစ်ဆက်နေမှုတော့ဒီမှာပဲကျန်နာခွင့်ပြုပါခင်ဗျာ